အားလုံးပဲမင်္ဂလာပါ Music Lab Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့အခု American နိုင်ငံရဲ့နှစ်250ပြည့်လွတ်လပ်ရေးအခမ်းအနား issue event ဖောက်တာကိုတွားပြီးတော့ကြည့်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုချိန်ရိုက်ပြပြီးပါမယ်ခင်ဗျာလိုက်ခဲ့ပါဦးကျွန်တော်တို့အခုတွားမဲ့အချိန်ကနေရာကကားတွေကိုအရန်ပိတ်တယ်လမ်းတွေလည်းပိတ်တယ်နောက်ကားပတ်ကင်းရန်ခက်တယ်အဲဒါကြောင့်မို့ကျွန်တော်တို့လိုင်းကားနဲ့ပဲတွားမှာဖြစ်ပါတယ်ခင်ဗျာလိုက်ခဲ့ပါဦးကျွန်တော်တို့က fan walk shuttle ကိုစီးဖို့အတွက်တန်းစီနေရတာဖြစ်ပါတယ်ခင်ဗျာဒီမှာ line အရှိကြီးပဲဖြစ်ပါတယ် line အရှိကြီးဒီရတဲ့ line ဖြစ်ပါတယ်ကျွန်တော်တန်းစီရဒီနေရာရောက်လာပြီပေါ့နော်။အိုးတန်းစီကြီးပဲဝေးကြီးရနေပြီ။စီးရတော့မယ်။ဟိုးရှိမှကားရက်တယ်။သူဆိုရင်ကားစီးမယ့်နေရာကိုရောက်လာပြီဖြစ်ပါတယ်ခင်ဗျာ။နောက်တစ်စီးဆိုလို့ရှိရင်တော့ကျွန်တော်တို့နေရာရပြီဖြစ်ပါတယ်ခင်ဗျာ။လိုက်ခဲ့ပါဦးဗျာ။သူဆိုရင်တော့နေရာရပြီးတော့ကားစားထွက်နေပါပြီခင်ဗျာ။ကျွန်တော်တို့ဘတ်ကားပေါ်ဆင်းပြီးတော့အဲ့ firewall နေရာကိုကျွန်တော်တို့10မိနစ်လောက်ထပ်ပြီးတော့လမ်းချအောင်ပါခင်ဗျာ
ိတ်နေကိုယ်ပြောတာနေမရအောင်နော်တိတ်နေကိုယ်နဲ့